ဒီနေ့တော့တုံရင်းချက်ဖို့အတွက်အရင်ဆုံးကြက်ရိုးတွေကိုပြုတ်ထားပါတယ်အပေါ်မှာတက်လာတဲ့အမြုပ်ကလေးတွေကိုတော့ဖယ်ပေးလိုက်ပါတယ်အနည်းရတာအတွက်စပလင်ပတဲကိုကျက်သွန်နီမြုပ်သီးစိမ်နဲ့ရှောက်ဘလူးရွက်တို့ကိုထည့်ပါတယ်ဒီတော့ဒီတုံရင်းငယ်လေးကိုလည်းထည့်ပါမယ်ပြီးတော့ခင်းညင်လေးမှုတို့ထည့်ပါမယ်ကျမမှုအရင်ကြိုက်တဲ့ခါကျတော့မှုရုံနဲ့ခဏညံ့လေးထည့်လိုက်ပါတယ်ပြီးရင် fish ball လေးထည့်ပါတယ်ပဇွန်တွေထည့်နေတော့ဗီဒီယိုရိုက်ဖို့မေ့သွားလို့နောက်တစ်ခါထပ်ထည့်လိုက်ပါတယ်ပြီးရင်တော့နိုစိမ်းလေးနည်းငယ်ကိုထည့်ပေးလိုက်ပါမယ်ရတာမြည်ပြီးတော့စားကိုလိုသလိုလိုက်ထည့်လိုက်ပါတယ်ကဲခုဆိုရင်တော့အရသာရှိတဲ့တုံရမ်းလေးရပါပြီကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်